ဒီနေ့ဗီဒီယိုလေးမှာတော့ DaVinci Resolve ထဲမှာ edit လုပ်ထားတဲ့ဗီဒီယိုတွေကို export ဘယ်လိုလုပ်ရလဲဆိုတာကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ဒါကတော့ edit timeline ပဲဖြစ်ပါတယ်။ဒီ edit timeline ထဲမှာ editing လုပ်လို့စိတ်ကြိုက်ဖြစ်သွားပြီနောက်ဆုံး final အနေနဲ့ထုတ်တော့မယ်ဆိုလို့ရှိရင်ဒီ edit timeline ရဲ့အပေါ်မှာပဲ quick export ဆိုတာလေးရှိပါတယ်။ဒါလေးကတော့ preview အနေနဲ့ထုတ်မယ်ဆိုရင်တော့လွယ်လွယ်ကူကူထုတ်လို့ရမှာပဲဖြစ်တယ်။ဆိုတော့ H264 master အနေနဲ့ထုတ်လို့ရတယ်။ H265 အနေနဲ့ထုတ်လို့ရတယ်။ YouTube TikTok ကျဲတဲ့ဟာထုတ်လို့ရတယ်ရွေးချယ်စရာအများကြီးသိပ်ပြီးတော့မရှိဘူးကျွန်တော် export တက်နှိပ်လိုက်တာနဲ့ဘယ်နေရာမှာ save မလဲဆိုတာမေးမယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တန်းထွက်သွားမှာဖြစ်တယ် desktop ပေါ်မှာကျွန်တော်ထားပြီးတော့ save လိုက်ပြီဆိုတာနဲ့တခါတည်း export ထုတ်သွားမှာဖြစ်ပါတယ်ဒါကတော့အခုလောလောဆယ်မှာတော့ export run နေတာပဲဖြစ်ပါတယ်ဒီအတန်းလေးပြည့်သွားရင်တော့ကျွန်တော်တို့ export ပြီးသွားမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့အလွယ်နဲ့အမြန်ဆုံးထုတ်တဲ့နည်းဖြစ်ပါတယ်တကယ်လို့ကိုကအဲ့လိုမဟုတ်ဘဲနဲ့file size တွေရွေးချင်တယ်တခြား file format တွေနဲ့ရွေးပြီးတော့ထုတ်ချင်တယ်ဆိုတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့ workspace ကိုနှိပ်လိုက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ switch page to ကျွန်တော် deliver ဆိုပြီးတော့ရှိပါတယ်ဆိုဒီကနေသွားမယ်ဆိုရင်လည်းရတယ်အဲ့လိုမျိုးမှမဟုတ်ဘဲနဲ့ကျွန်တော်ဒီမှာ deliver ဒုံးမြန်ပုံလေးကိုတမ်းပြီးနှိပ်လိုက်မယ်ဆိုရင်လည်းရောက်ပါတယ်ဆိုတော့ဒီအချိန်မှာကျွန်တော်တို့ကဘာနာမည်ပေးမလဲဆိုတဲ့ဟာကို file နာမည်ကိုကြိုက်တဲ့ဟာရွေးလို့ရတယ်ဒီမှာ custom export ရှိမယ်ပြီးတော့ H264 H265 ကြိုက်တဲ့ file ထုတ်လို့ရမယ် ProRes ဆိုရင်လည်း ProRes နဲ့ရမယ်အခုလောလောဆယ်ကျွန်တော်တို့ TikTok တို့ YouTube တို့ Facebook တို့အတွက်ကို video edit လေးလုပ်ပြီးတော့ content creation တွေလုပ်ပြီးထုတ်မယ်ဆိုရင်တော့ဒီ file format တွေကအကောင်းဆုံးပဲဖြစ်ပါတယ်ဆိုတော့ YouTube ဆိုရင် YouTube နှိပ်လိုက်ရမှာပဲအခုကတော့ landscape နဲ့ရိုက်ထားတယ်အလျားလိုက်ရိုက်ထားတဲ့ video ဖြစ်တဲ့ကြောင့်မို့ကျွန်တော်က trade ထုတ်ပြကြမလို့ကျွန်တော်မေးတယ်ပေါ့နော် vertical video တွေဘယ်လိုထုတ်လဲဆို vertical video ထုတ်မယ်ဆိုလို့ရှိရင်တော့ဒီမှာ use vertical resolution ဆိုတာလေး on လိုက်တာ ਨੇ ဒီမှာ width နဲ့ height တွေကပြောင်းသွားမှာပဲဖြစ်တယ်ဆိုတော့ဒီလိုပြောင်းသွားမှာပေါ့နော်အခုကတော့ timeline ကကျွန်တော်တို့က vertical resolution မဟုတ်တဲ့တော့ကြောင့်မို့ကျွန်တော် horizontal အတိုင်းပဲဖြစ်မှာဆိုတော့ကျွန်တော်ဘာမှရွေးရမလို့ YouTube ဆိုရင် YouTube ရွေးလိုက်လို့ရတယ်ဆိုတော့အဲ့မှာတစ်ခုသတိထားမှာ YouTube နဲ့ TikTok ဆိုလို့ရှိရင်ကျွန်တော်ဘာမှမကွာဘူးဒီ encoding profile တွေက YouTube ဆိုရင်တော့ height ဖြစ်သွားတယ် TikTok ဆိုလို့ရှိရင်တော့ကျွန်တော်တို့က auto အနေနဲ့ပဲဖြစ်တယ်ဆိုတော့ဒီမှာလည်း height ထားရင်တော့ထားလို့ရတယ်ဆိုတော့ဒါဆိုလို့ရှိရင် YouTube ကိုသွားမယ်ဆိုရင်ကျွန်တော်တို့ height ထိရမယ်နောက်တစ်ခုက platform မတူတာဖြစ်တဲ့ကြောင့်မို့ TikTok အတွက်ဆိုရင်တော့920 1080ပဲရမှာပေါ့နော် YouTube အတွက်မှာကတော့ကျွန်တော်တို့ resolution မြင့်တယ်လို့ကျွန်တော်တို့ 1440လည်းရတယ်2160လည်းရမှာပဲဖြစ်တယ်2160ဆိုရင်တော့ကျွန်တော် Ultra HD ပေါ့နော် UHD ဖြစ်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုး app scale လုပ်ပြီးထုတ်တဲ့ဟာမျိုးတော့ကျွန်တော်အားမပေးဘူးတကယ်ကိုထုတ်မဲ့ဟာကကိုက HD နဲ့ရိုက်တာဆိုရင် HD နဲ့ပဲထုတ်ပေါ့နော်ကိုကမရှိနေတဲ့ resolution ကိုဆွဲမြင့်ပြီးတော့ထုတ်နေတော့လဲဘာမှမထူဘူးတကယ်လို့ app scale လုပ်ချင်တယ်ဆိုရင် app scaler လို့ဘာအောင်ညာနဲ့လုပ်တဲ့ဟာတော့ပိုကောင်းတယ်ဒီမှာကကျွန်တော်တို့ YouTube အနေနဲ့သွားလိုက်မယ်ဒါ YouTube ကိုကျွန်တော် YT ဆိုပြီးတော့ပေးလိုက်မယ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘာမှကျန်တဲ့ဟာတော့မရွေးတော့ဘူးအလွယ်ထုတ်မယ်ဆိုရင်ကျွန်တော် add to render queue ဆိုလို့ရှိရင် export လုပ်လို့ရမှာဖြစ်တယ် render out ဆိုတာလေးနဲ့လေ့လာလဲသူ export ဆက်ထုတ်ရမှာဖြစ်တယ်တခါလေကြာလို့ရှိရင်ကျွန်တော်တို့ export ကို YouTube အတွက်တက် TikTok အတွက်တက်ဆိုထုတ်ရတဲ့ဟာမျိုးလေးရှိမယ်ဆိုရင်ကျွန်တော်နောက်ထပ်တစ်ခုအနေနဲ့ TikTok ကိုရွေးလိုက်မယ်ပြီးသွားရင် TT ဆိုပြီးတော့ channel လေးပေးလိုက်ပြီးသွားပြီဆိုရင်ကျွန်တော် add to render queue ဆိုတာလေးကိုနှိပ်လိုက်မယ်ဒါဆိုရင် YouTube ရော TikTok ရောနှစ်ခုလုံးဖြစ်ရွေးပြီးသားဖြစ်သွားမယ်ဆိုတော့ render ထုတ်ပြီဆိုတာနဲ့တခါလေးနှစ်ခုလုံးကိုတန်းထုတ်မှာဖြစ်တယ်ဒီမှာကကျွန်တော်ဒီတစ်ခုကိုဆက်လက်ပေးထားရဆိုရင် render 1ဒီတစ်ခုကိုဆက်လက်ပေးထားရ render 1အဲ့လိုမှမဟုတ်ပဲလွတ်တဲ့နေရာမှာထားပြီးတော့ဘယ်ဟာမှဆက်လက်မလုပ်ထားဘူးဆိုတော့ render off ဖြစ်သွားမှာဖြစ်ပါတယ်ဆိုတော့ဒီအနေထားမှာကျွန်တော်တို့ကတစ်ခုခုကမှားသွားလို့file size လေး bitrate လေးတွေပြင်နေတယ်ဆိုရင်ကျွန်တော်တို့ edit နှိပ်လိုက်လို့ရှိရင်သူ့ page ကိုပြင်ရပါမယ်ဆိုတော့နာမည်လေးကိုပြင်မယ်ဆိုလို့ရှိရင်ကျွန်တော်ပြင်လို့ရတယ်ဒီလိုလေးပြင်လိုက်လို့ရတယ်ပေါ့နော်ဒီမှာပြင်ပြီးသွားပြီဆိုတော့မှadd new job အနေနဲ့သွားလို့ရတယ် update job လုပ်လို့ရတယ်ဆိုတော့ update job လုပ်လိုက်တယ်ဆိုလို့ရှိရင်ဒါက YouTube ဆိုပြီးတော့ဖြစ်သွားမှာဖြစ်တယ်ဒီမှာဒီကောင် edit ပြင်နေအခုစလုံးက YouTube မှာတစ်လုံးပုံနေဆိုတော့ဒါလေးနဲ့ update job ဆိုရင် YouTube ဖြစ်သွားမှာဖြစ်တယ်ဆိုတော့ဒီလိုလုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ runner on နှိပ်လိုက်လို့ရှိရင်ဒါကတစ်ခုပြီးတာနဲ့တစ်ခုတန်းပြီးတော့ထုတ်သွားမှာပဲဖြစ်တယ် export ထုတ်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အလွယ်ကူဆုံးဖြစ်တယ် YouTube ဆို YouTube TikTok ဆို TikTok အဲ့လိုမျိုးခွဲထုတ်တာပို့ဆင်ပြေတယ်ကျွန်တော်ဗီဒီယိုတွေအကုန်လုံးကိုတော့ YouTube 1080 ဗီဒီယိုနဲ့ပဲ export ထုတ်တာများပါတယ်တကယ်လို့များကိုကအဲ့လိုမျိုးမဟုတ်ဘဲနဲ့ပေါ့နော်တခြား file format ရုပ်ရှင်အတွက်သွားခြင်းနဲ့ဒါမှမဟုတ် color grading အတွက် resolution မြင့်လေးတွေလိုချင်တယ်ထုတ်ချင်တယ်ဆိုရင်အကူကလည်း raw နဲ့ရိုက်ထားရဆိုလို့ရှိရင်ကျွန်တော်တို့က file size တွေကို ProRes 422တို့444တို့ကျွန်တော်တို့ရွေးမယ်ဆိုရင်လည်းရွေးလို့ရတယ်ဆိုတော့သူ့မှာကတော့ဒီ platform သူ့မှာတော့ file format တွေကအများကြီးပဲရှိရယ်ဆို uncompress တွေပါဆိုလည်းရှိရယ်ဆိုအများကြီးမှအများကြီးရွေးချယ်လို့ရတာပဲဖြစ်ပါတယ်သူရှိမှာဒီ pay rate တွေကိုရွေးချယ်မယ်ဆိုရင်လည်းရွေးချယ်လို့ရတယ်ဆိုတော့ဒါကတော့ကိုယ့်ရဲ့ workflow ပေါ်မူတည်ပြီးတော့ကို color grade လုပ်တဲ့နေရာပေါ်မူတည်ပြီးတော့ကိုက file နဲ့ output ကိုဘာနဲ့ပေးရမလဲဆိုတဲ့ဟာပေါ်မူတည်ပြီးတော့ထုတ်ရမှာဖြစ်တယ် content creator တွေအတွက်ကတော့
ကျွန်တော်ဒီ YouTube ဆိုတဲ့ဟာလေးကိုတန်းနှိပ်လိုက်တာနဲ့အလွယ်တကူထုတ်လို့ရပါမှာဖြစ်တယ်တန်းထုတ်ပြီးရတဲ့ YouTube ပေါ်တန်းတင်နေတယ်ဆိုလို့ရှိရင်လည်းတင်လို့ရတဲ့အနေအထားလေးရှိပါတယ်အဲကြောင့်လို့ရှိရင်ကျွန်တော်တို့က upload directly to YouTube ဆိုတဲ့ဟာလေးနှိပ်လိုက်ပြီးတော့ကျွန်တော်တို့က title တွေthumbnail တွေအကုန်လုံးကိုထားပြီးတော့ကျွန်တော်တို့ကဒီကနေပြီးတော့တန်းလုပ်လိုက်လို့ရှိရင် export ပြီးသွားပြီဆိုတော့တခါလေးတန်းပြီး YouTube ပေါ်တက်သွားတဲ့ဟာမျိုးလည်းရမှာဖြစ်တယ်ဆိုတော့ဒါက YouTube မဟုတ်ပါဘူးကျွန်တော် Vimeo တို့ TikTok တို့ဆိုလည်းရပါတယ် TikTok ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါလေး TikTok ဆိုရင်ကျွန်တော်တို့ account နဲ့ချိတ်ပြီးတော့တန်းတက်သွားမှာပဲဖြစ်တယ်ဆိုတော့ကျွန်တော်ကတော့ဒါလေးတန်းလုပ်တဲ့ဟာမျိုးမလုပ်ဘူးကျွန်တော် video export ထုတ်ပြီးသွားပြီဆိုရင် double check အနေနဲ့ထပ်ပြီးတော့ playback လေးပေါ့နော်file လေးတွေအဆင်ပြေလားဘာလားဆိုတာကိုပြန်စစ်တယ်ပြီးသွားပြီဆိုတဲ့အချိန်ကျတော့မှ okay ကြိုက်ပြီဆိုတဲ့အချိန်ကျတော့မှကျွန်တော်ကဒီ social media platform တွေပေါ်ကိုတင်တာပဲဖြစ်ပါတယ် export ထုတ်လိုက်တာတန်းတင်တာမျိုးတက်စားလို့ရှိရင်ကျွန်တော် file က drop ဖြစ်လားပြက်လားမပြက်လားဆိုတဲ့ဟာလေးကိုသိအောင်အနည်းဆုံးတစ်ခေါက်တော့ကျွန်တော်ပြန်ကြည့်ပြီးတော့စမ်းတယ်ပြီးတော့မှတင်တယ်ပေါ့နော်ဒါပေမဲ့ export ထုတ်တာနဲ့ပတ်သက်ပြီးတော့မသိတာမရှင်းတာရှိရဆိုရင်ကျွန်တော် comment မှာမေးကြလို့ရတယ်နောက်တဲ့ video တွေမှာတွေ့မယ်နော်